ပေးလိုက်တဲ့နေရာမှုဖြစ်နေပေးလိုက်တဲ့နေရာမတွေ့တဲ့အချိန်မှာသူတို့စင်ပြေတဲ့နေရာစင်ပြေတဲ့ဒီနေရာတွေမှာပြစ်ခဲ့ပြီးတော့ရွာတွေကိုပါဒီမြို့တွေပေါ်မှာဒီဆိုင်တဲ့နေရာတွေကိုပြစ်ခဲ့တာမျိုးတွေလည်းရှိပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗောနော်ဆိုဒီနေ့ညမှာဆိုလို့ရှိရင်တော့ပထမဦးဆုံးအနေနဲ့မင်းအွန်လိုင်းရေဆိုးဝမ်းရေဇော်မေးလုံးရေပုံပါတဲ့အင်တာစီဖနာဗောနော် pre order မှာလို့ရပြီဆိုတဲ့အကြောင်းကိုကျွန်တော်အရင်ဆုံးပြောပြပါမယ်ဗောနော်ဒီနေရာမှာဆိုလို့ရှိရင်တော့အင်တာစီဖနာဗောနော်မင်းအွန်လိုင်းဆိုးဝမ်းဇော်မေးလုံးတို့ပုံပါတဲ့အင်တာစီဖနာများကိုတဲ့ဒီ pre order စနစ်ပြန်ရောင်းချပေးနေပါတယ်ဗောနော်ဆိုတစ်ချက်ကြည့်အောင်ဗောနော်ကောင်းလိုက်တာနော်ဇော်မေးလုံးချက်ကြည့်အောင်မိုက်နော်အားပေးလို့ရရင်နော်ဘောမတွေလည်းအားပေးလို့ရရင်နော်ကြည့်ပါဦးအင်တာစီဖနာဟောဗျာ pre order မှာလို့ရပြီနော်ကျွန်တော်လည်းတစ်ခုသွားမှာအောင်မယ်ပါပဲဖြစ်ဘောမတွေလည်းမာလို့ရရနော်ဘောမတွေမာပြီးမှကိုယ့်ရဲ့ခေါင်းအောင်အပေါ်မှာထားဟုတ်ပြီဗောနော်ပြီးလို့ရှိရင်လည်းဒီချင်းပြည်နယ်ဟာခါမှာဖမ်းမိထားတဲ့ဒီအရာခံဘူကသူ့ရဲ့ပပကြီးကိုဆေးရဗီဒီယိုဖိုင်ပြီးလို့ရှိရင်ဒီကရင်နေမှာပြစ်ချခံခဲ့ရတဲ့ဒီလေရင်မှုရဲ့အင်တာဗျူးကိုကျွန်တော်နဲ့တူတစ်ချက်ကြည့်အောင်ဗောနော်ဒါကတော့ချင်းပြည်နယ်ဟာခါမှာဗောနော်ဖန်စီထားတဲ့ဒီဒုအရာခံဘူးတော့မခွေမျိုးခံဘူးပဲဟုတ်တယ်ခံဘူးထောက်လိုက်ပြီးတော့ပဲထောက်လိုက်ပြီးနေတာဟုတ်လားဟုတ်တယ်ဆရာကဲမင်းအောင်ဖိုင်လီလို့ငါခေါ်လိုက်မင်းအောင်လိုက်လီပဲ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 မင်းအောင်လာမင်းအာရဖို့ကောင်းလိုက်တာစစ်ခွဲလို့လီပဲလို့အော်လိုက်ငါလည်းစစ်ခွေးလောက်တာလီးပဲကြည့်လိုက်ငါပဲစစ်ခွေးလောက်တာလီးပဲဒီမှာသူ့ရဲ့ပုံပေါ့နော်သူကဒုအရာခံဖို့လဲနော်ငါပဲစစ်ခွေးလောက်တာလီးပဲငါလည်းစစ်ခွေးလောက်တာလီးပဲငါလည်းစစ်ခွေးလောက်တာလီးပဲသမီးနာမည်လည်းချင်းနာမည်မဟုတ်ဘူးဟမ်ကားပြီတွန်းလို့ကားအမေလည်းပြောစားမင်းအောင်လိုက်ပဲဒီချေပြောလောကပ်သမါလေဟောတယောက်ကြံတယ်နှစ်ယောက်ဖမ်းမိထားရနော်ဒီကောင်အော်ခိုင်းရမှာကျွန်တော်တို့ဒါကြတော့ဗောနော်ကရင်ပြည်နယ်မှာပြစ်ချခံခဲ့ရတဲ့လေရင်မှုရဲ့ဒါပြီးအမေးဖြေဗောနော်ကျွန်တော်တို့တစ်ချက်တူနားထောင်ကြည့်အောင်ဗောနော်ပြစ်ကူပေးရတဲ့ဒီအမိန့်စဉ်အစစ်သွားတဲ့ပုံစံကတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာဒီချိန်ချင်းတက်မှုကနေပြီးတော့သူသက်ဆိုင်ရာနေရာမှာဒီရန်သူတက်နဲ့ရင်ဆိုင်နေရပြီဆိုလို့ရှိရင်သူတို့တေချောက်ပြက်ကူလို့ပြီးဆိုရင်သူတို့ကနေပြီးတော့စေယုံချုပ်ကိုသူတို့လမ်းပြီးတော့သူတို့တရင်ပို့တယ်ပို့ပြီးတော့စေယုံချုပ်ကနေပြီးတဲ့အချိန်ကျမှကျွန်တော်တို့သက်ဆိုင်ရာဒီပုတ်တီကိုကျွန်တော်တို့ပြန်ပြီးတော့အမိတ်စီးစင်းတယ်အဲ့တော့ဒီအုပ်ဒီစီးစင်းတဲ့ချိန်မှာသက်ဆိုင်ရာဒီအုပ်မှာတော့သက်ဆိုင်ရာအုပ်မှုပေါ့ခေတ္တမှုပုံမှုမျိုးတူကနေပြီးတော့ဒီ point ကိုတွားပြီးတော့ဒီချောင်းဖြစ်ကိုတွားပြီးတော့ပြရမယ်ဒီ point ကိုတော့ဒီနဲ့ပုံတွားပြီးတော့ကျဲရမယ်ဆိုပြီးတော့ဒါမျိုးကျွန်တော်တို့ဒီ protection မှာအမိတ်ပေးတယ်မိတ်ပေးပြီးတဲ့အချိန်ကျရင်တော့ကျွန်တော်တို့ကအဲ့ဒီအမိတ်ကိုဆက်ပြီးတော့တက်ဆိုင်ရာဒီတရေတွေကနေပြီးတော့ကိုသွားမယ်နေရာကိုသွားမယ်ဒီရင်နဲ့သွားမယ်လက်နဲ့တခါလေသွားပြီးတော့ဒီပုံချရတဲ့ machine မျိုးတွေလောက်ရတယ်ဒီကန်းတို့ rocket တို့ပြရတဲ့ machine မျိုးတွေလောက်ရပါတယ်အဲကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်တော့ဖျားပြူစစ်စီမှာဒီဖျားပြူရွာမှာကျွန်တော်ဒီ rocket နဲ့ကန်းနဲ့ကျွန်တော်3ချိန်ကျွန်တော်ပြစ်ခဲ့ဘူးပါတယ်ပြစ်ခဲ့ပါတယ်ပြ
ဖြစ်ခဲ့ သူအဓိကပေါ့နော်သူတို့ပြောတာလေသူရေးကောင်းတယ်ပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်တော့သူတို့ကြောင့်ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တော်လေးပစ္စည်းဆုံးရှုံးမှုတွေများတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့အပေါ်ကထူတာကိုပေါင်900ပုံနဲ့ rocket တယ်ပေါ့နော်ဆိုတော့သူတို့ကြောင့်ကျွန်တော်တို့ပြည်သူတွေတက်လုံးဒီ training စာနဲ့စုဆောင်ထားပြီးမှဆောက်လာခဲ့တဲ့အင်းတွေအကုန်လုံးပျက်စီးသွားတယ်ပြီးလို့ရှိရင်လည်းဒီကလေးတွေအပါဝင်ပေါ့နော်ဒီရွာသူရွာသားတွေပြည်သူလူထုတွေသူတို့ကြောင့်အသက်ဆုံးရှုံးသူတွေအများကြီးမှရှိတယ်ပေါ့နော်ချိန်မှာတော့ဒီအဲ့ချိန်မှာတော့ဒီရွာလေးကိုဒီကျွန်တော်တို့ rocket ပေါ့rocket နဲ့ကျွန်တော်တို့ rocket 6တောက်ဒါကျွန်တော်တို့ပြစ်ပါတယ်ပြတော့ကန်ကျွန်တော်ပြစ်ပါပြစ်တာနော်ရွာထဲကိုပြစ်တာကိုယ်တိုင်ဒါပြစ်ခဲ့တဲ့ဥစ္စာကိုကျွန်တော်ပြန်ခံတာဖြစ်ပါတယ်ဒါဖျားပြီးမှတော့တခြားဒီတရေဒီအနေနဲ့ကတော့တခြားရွာတွေခုနပြောတဲ့ဒီမော့ဆိုးတို့ဖရုဆိုးတို့ဒီမှာရှိတဲ့စာတင်ကျောင်းတွေတွားပြီးတော့ပြရတာတွေရှိပါတယ်အဲ့လိုဖြစ်တဲ့အချိန်မှာလဲဒါသူတို့ကတော့ခုနပြောတဲ့အတိုင်းပဲဘောမားတွေဒီနေရာဘောမားတွေပေါ့နော်ဘောမားတွေကပြောတာပေါ့ဒီဒေါ်လန်ရေးပေါ်တွေက PDF တွေကစာတင်ကြောင်းနဲ့ဖြစ်စီရဖျားကြောင်းနဲ့ဖြစ်စီရလို့ပြောတာနော်တကယ်တမ်းမင်းတို့ပဲအကုန်ဖြစ်စီရဒီမှာလေသူရေးကောင်းမင်းတို့ရေးသူရေးကောင်းပေါ့နော်မင်းတို့ရေးသူရေးကောင်းအကုန်လုံးပြောနေပြီသူတို့ကဒီဖျားကြောင်းရောအစောအုံတွေရောစာတင်ကြောင်းရောသူတို့ကိုယ်တိုင်ပြစ်ချလို့မှခံထားပြီးနော်ဘောမားတွေဒီပြရမယ်နေရာပြရမယ်ဒီပုံစံကိုပြောလိုက်ပြီးသားဖြစ်ပါတယ်ဒီစာသင်ကျောင်းကိုတော့ပုံသွားကျဲပါဒီရွာကိုတော့ rocket ပစ်ပါဒီလိုမျိုးဒါကျွန်တော်တို့ပုံမှုမျိုးသူကနေပြီးတော့ဒါကိုကျွန်တော်တို့ကိုညွှန်ကြားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လေကြောင်းပြမှုပေးပြီးဆိုလို့ရှိရင်ဒါသွားတဲ့ဥစ္စာပါတခါတလေကြလို့ရှိရင်လည်းဒီဒါကတော့ပုံမှန်တခါတလေကြလို့ရှိရင်လည်းတရင်ရလို့အောက်ဆီကနေတရင်ရလို့ဒါတစ်ဖက်နဲ့တစ်ဖက်ရင်ဆိုင်တိုက်နေတာမဟုတ်ဘဲနဲ့ဒါရန်သူရှိနိုင်တယ်ဆိုတဲ့နေရာမျိုးဒါဒီလိုဟာမျိုးတွေကိုလည်းဒီလိုအမိတ်ပေးပြီးတော့တွားပြီးတော့ပြစ်ခိုင်းတဲ့ခါမျိုးတွေလည်းရှိပါတယ်အဲ့ဒါဆိုခုနပြောလို့ပဲဒီရွာတွေပေါ်မြို့တွေပေါ်ဒီမှာတွားပြီးတော့ဒီကျောင်းတွေလို့စာတင်ကျောင်းတွေစစ်ရုံတွေဒါတွေကိုရပ်ဖက်ပြတ်တွေနေရာကိုတွားပြီးတော့ပြစ်ခိုင်းတဲ့ဥစ္စာမျိုးတွေစစ်ရုံတွေနော်ရှိပါတယ်ဒီကတော့အခုကျွန်တော်တို့ဒီနေနဲ့ပတ်သက်ပြီးလို့ရှိရင်အမိတ်ဘယ်လိုစီစဉ်နေဘယ်လိုတွေကနေအမိတ်ကိုဘယ်လိုပြီးတယ်လေကြောင်းပြစ်ကူဟလာတစ်ခုနဲ့တစ်ခုချင်းဆိုင်နေရရင်ဘယ်လိုပြီးပါလဲတခါတည်းကျတော့လေကြောင်းပြစ်ကူမဟုတ်ဖ ೇನೆ တိကျကိုဒါဒီနောက်တန်းနောက်မှရှိတဲ့နေရာတွေကိုဒါထိနာအောင်လို့ဒါလိုက်လံပြီးတော့ဒါပြရတဲ့ဥစ္စာတွေရှိပါတယ်ဒါတချို့တွေတရေတွေဆိုလို့ရှိရင်လေဒါဟိုဒီပြစ်တဲ့အချိန်မှာပေးလိုက်တဲ့နေရာမှုဖ ೇನೆ ပေးလိုက်တဲ့နေရာမတွေ့တဲ့အချိန်မှာဒါသူတို့စင်ပြေတဲ့နေရာစင်ပြေတဲ့ဒီနေရာတွေမှာပြစ်ခဲ့ပြီးတော့ဒီရွာတွေကိုပါဒီမြို့တွေပေါ်မှာဒီဆိုင်တဲ့နေရာတွေကိုပြစ်ခဲ့တာမျိုးတွေလည်းဒါရှိပါတယ်ကျွန်တော်တို့ဒီတရေတော်တော်များများပေါ့ဒီတရေတော်တော်များများဒီဖိတ်ခေါ်နေတဲ့ CDN တို့ဖို့ပိတ်စာတွေမှာဒါကြောင့်ဟလာမပါကြတာအဓိကပေါ့နော်သူတို့ပြောတဲ့ဒီလေရင်မှုတွေကြောင့်ပဲကျွန်တော်တို့ONCC နဲ့ပြည်သူရဲ့ ONCC နဲ့တော်မမြောက်ကိုပျက်စီးဆုံးရှုံးသွားတယ်ပေါ့နော်တကယ်တော့ဆိုရင်သူတို့မှာစာနာစိတ်ကျင်နာစိတ်ရှိတယ်ဆိုလို့ရှိရင်တော့ရွာထဲမှာရှိတဲ့ပြည်သူတွေကိုလုံးဝမပြစ်တင်ဘူးเนาะတကယ်လို့အထက်ကအမင်ခန်းတယ်ဆိုရင်တောင်မှလွေးအောင်ပြစ်လို့ရတယ်ဗျအဲ့ဒါကိုသူတို့ကတေချာလေးကိုရွာထဲကိုလေးပြည်သူတွေရှိနေရကိုလေးပြစ်ဆိုတော့သူတို့မှာဘိုးကြီးမှအပြစ်ကြီးတော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်ပါကျင်တဲ့လူရှိလဲဆိုတဲ့အချိန်မှာနည်းနည်းရှင်းပြရတယ်ဆိုလို့ရှိရင်ဒီတရေတွေကဒီလေမောင်းတဲ့အလုပ်ကိုတိုးဆောင်ရတာဖြစ်ပါဒီမောင်းနေဆိုတော့အားပြောသူတို့ရဲ့ဒါကိုသိခါလေမောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူတို့ pride ပေါ့ pride တို့ခုရှိတယ်ဒီကြလို့ရှိရင်လည်းဒီတရေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတော့မှကောင်းကောင်းမွန်မွန်နေရတယ်ဒါကောင်းကောင်းမွန်မွန်ဒါစားရတယ်ဟလာဒူလီကူစင်တဲ့တစ်ခုကလည်းဒါရှိတယ်ပေါ့ဒီကြတော့လေဒီ CDN နဲ့ပတ်သက်ပြီးတော့ဒါတော့သူတို့ရဲ့မိသားစုနော် CDN လုံးမယ်ဆိုလို့ရှိရင်တော့မှနောက်ခံမိသားစုတွေမိသားစုတွေသူတို့လုပ်သွားလို့ရှိရင်နောက်မိသားစုတွေဒါဘယ်လိုနေခဲ့မလဲဆိုတဲ့ဥစ္စာဒီအကြောင်းဒီအများကြီးကြောင့်မို့လို့ဒါ CDN ဖိတ်ခေါ်ဒီမှာဒါသူတို့
မလုပ်ကြတာလို့ဒါကျွန်တော်အနေနဲ့သုံးသပ်ရပါတယ်ဒါအပြင်သူတို့ရဲ့စိတ်ထဲမှာလည်းလက်ရှိကျွန်တော်တို့ဒီအနာထိတ်ထားတဲ့တော်တော်ဒီစက်ကောင်စီအပေါ်မှာလည်းယုံကြည်မှုဒါသူတို့ရှိနေတယ်ဒီလိုနဲ့ဒီဘက်ကအနာရှင်တဲ့ဆိုလို့ရှိရင်လည်းဒီအနာရှင်ဘက်ကိုသူတို့ပို့ပြီးတော့ယုံကြည်တယ်သူတို့အားထားတယ်ဒါကြောင့်မလို့လေဒီစီတီယန်တုပ်ပုကိစ္စတွေမှာသူတို့အနေနဲ့ဒါမပါတာဖြစ်ပါတယ်ဒီတဲ့တော်တော်များများကိုဒီတဲ့တော်တော်များများဘာကြောင့်မပါလဲဆိုတဲ့အကြောင်းရင်းကတော့ဘာကြောင့်ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ဒါအဓိကဗျာသူတို့မှာဒီမင်းသားစုရပါရှိသေးတယ်ဆိုလို့ရှိရင်လည်းအခုနကျွန်တော်ပြောတဲ့အတိုင်းပဲသူတို့မှာတနာကျင်နာစိတ်ဆန္ဒထောက်ထားစိတ်ရှိတယ်ဆိုလို့ရှိရင်တော့ပြစ်မကိုလွေးအောင်လည်းပြလို့ရတယ်ပေါ့နော်ဒါမှမဟုတ်သူတို့အဲ့လိုမလုပ်ပြည်သူလူထုရဲ့အများကြီးစုဝေးနေရကိုသူတို့ကတေချာပြစ်မှတ်ထားမှပြည်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလေရင်မှုရပိုပြီးမှအပြစ်ရှိလို့ကျွန်တော်ခံစားမိတယ်ပေါ့နော်ဟုတ်တယ်ပါကျွန်တော်တို့ဒီတရေတွေအနေနဲ့လာခုနကျွန်တော်ခြေပိုင်းမှာပြောခဲ့မှုတဲ့အတိုင်းပဲကိုယ်တွေလုပ်ခဲ့တဲ့ဒီရပ်ပဲပြင်ပတ်ဒီကိုမာယုံပြီးဖြစ်ခဲ့တဲ့လာကိုကြောင့်မိသားစုတွေပြုတ်ခွဲသွားတဲ့ဥစ္စာတွေကိုပြန်ပြီးတော့ဖတ်ဆယ်ဖို့ကိုယ့်ရဲ့ဒီတရေကုံသိက္ခာတွေပြန်လဲထိန်းချောင်းဖို့ဆိုလို့ရှိရင်လှုပ်ဆောင်လို့ရတဲ့ခုနောက်ပိုင်းဒီတိုင်းရှိပါတယ်ခုကျွန်တော်ကိုယ်တိုင်လည်းလက်ရှိဆိုလို့ရှိရင်ဒီမှာဒီ HS ခုံပြီးကြတဲ့ဒီနေရာမှာကျွန်တော်ကိုကောင်းကောင်းမွန်မွန်နဲ့ဒီမှာထိန်းသိမ်းဆောင်ရှောက်ထားတာရှိပါတယ်။ချာလီသေးတွေအနေနဲ့လည်းဟလာတကယ်လို့ဒီတန်လုံးချင်းနဲ့ဒါမျိုးတွေဆက်လုံးချင်တော့ဘူးဆိုလို့ရှိရင်ဒါဒီနေရာမှာစိုက်တဲ့နေရာမှာကျွန်တော်တို့ HS ခုံပြီးလို့ရှိရင်ဒီရင်ကိုစွန့်ပြီးတော့ဟလာဝင်လာလို့ရပါတယ်လက်ထောက်ပြီးတော့လည်းဝင်လာလို့ရပါတယ်အဲ့လိုမိမိရဲ့မားတွေကိုသိပြီးပြီဆိုလို့ရှိရင်ဒီသူနဲ့အတူပူပေါင်းပြီးတော့မှဟလာဒီသူရဲ့အကျိုးအတွက်ကြည့်ပြီးတော့ဟလာကိုယ့်ရဲ့မားတွေအတွက်ဒီသူကိုနောက်တစ်ခါခုလိုမျိုးလားလို့ထိခိုက်မျိုးတွေဒါမဖြစ်အောင်လို့ဒီတန်လုံးရှင်နဲ့စိတ်ရှိတဲ့လူတွေဆိုလို့ရှိရင်တော့ဒီနေနေထဲမှာဟလာဒီခဏပြီးပြီဆိုလို့ရှိရင်ဒီရင်ကိုဟလာဒီလမ်းကျိုးထဲမှာတော့မဟုတ်ဘဲနဲ့ဒီလမ်းပြီးပညာမှာဆိုလို့ရှိရင်ဒါတွေအားလုံးချက်ခုံပြီးလို့ရှိရင်ဒါပူပေါင်းလို့ရပါတယ် CDN ဝင်လို့ရပါတယ်အဲ့လိုလုပ်ချင်းအဖြစ်နဲ့တို့ကျွလုံနေတဲ့မားတွေအတွက်လည်းဒါတွေပြန်ပြီးပတ်ဆက်ပြီးတော့ကိုယ့်ရဲ့ဒီတဲ့ကိုယ်သိက္ခာကိုလည်းဒါထိန်းနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာအားလုံးပြန်ရင်မှတွေ့ဆုံကြပါမယ်